ဒီခွဲထဲမှာရှိတဲ့မီးတွေပြသွားအောင်စောက်ပါစောက်ပြီးတော့ကျွန်တော်တို့ဆက်နှုံးမယ်နှုံးမယ်မနှုံးဘာကြောက်လဲအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဆန်မျိုးဖြစ်ပါတယ်ဒီနေ့ကတော့ကားကိုကုမစားမတဲ့မိတ်ဆွေတွေကားမထွက်ခင်ဘာတွေကိုညင်ပြီးတော့ပြင်ဆင်ရမလဲဂီယာကိုဒီနေ့ကြဘယ်လိုထိုးရမလဲဆိုတော့ကိုသေးသေးဒီဗီဒီယိုလေးကနေပြီးတော့ပြပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်တို့ကားပေါ်ဆက်ရတာနဲ့ဘာမှမလုပ်ခင်မှာကျွန်တော်တို့ခုံရင်ချင်ရမှာဖြစ်ပါတယ်ခင်ဗျာဘယ်ကားကိုဝတ်တက်မှမဟုတ်ကျွန်တော်တို့လူကတယောက်နဲ့တယောက်ရမတူတဲ့ဖြစ်တဲ့အတွက်ကျွန်တော်တို့ခုံလုံးဝချိန်ကိုချိန်ရမှာဖြစ်ပါတယ်ဒါကြောင့်ခုံချိန်မယ်ဆိုရင်ဒီမှာကင်လိုက်ရတယ်လက်ကင်လိုက်ရတယ်ကိုအားလို့ကင်ပေါ့နော်ပြီးတော့အောက်မှာကင်ရှိတာဖြစ်ပါတယ်အဲဒီကင်လေးကိုပေါ်မှာတင်ပြီးတော့ဒီလိုရှစ်လို့တော့လို့ရတာဖြစ်ပါတယ်ဒါအားကြီးကဲသွားပြီဆိုရင်လည်းကျွန်တော်တို့လက်ကင်ကွေးလို့လည်းဆင်မဲ့ဒီလိုကလပ်နေရင်လည်းကျွန်တော်တို့ချိန်ပြနေအောင်မဟုတ်ပါဘူးဒါကြောင့်အားဝေးသွားမယ်ဆိုရင်လည်းလက်ကင်ဖလဲလို့ဆင်မပြနေပါဘူးပြီးတော့ကလပ်ကိုလည်းမျိုးမနေဘူးဆိုရင်ကြီးကထိုးလို့ဝင်မှာမဟုတ်ပါဘူးဒါကြောင့်ကျွန်တော်တို့မနီးမဝေးပုံမှန်လေးပေါ့နော်တက်တော့တက်လေးပေါ့ဟုတ်ပြီဟုတ်လားလက်ရကျဒီလောက်နေထားအဲလိုဒါအားကဲနေရဆိုရင်လည်းကျွန်တော်တို့ဒီလိုဖြစ်သွားရင်ကျွန်တော်တို့ကားဟိုင်းဝေးမမဲ့ဆိုရင်ဒါအားညောင်းတာဖြစ်ပါတယ်ဒါကြောင့်ပုံမှန်လေးပေါ့နော်ဒီလောက်နေထားလေးပြီးတော့ဒီကောင်ဒီအားကောင်ဒီနာကောင်အဲလိုမျိုးပုံမှန်တင်ပြီးတော့အဲလိုဒါလို့ရတာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့ကားပေါ်စားရတာနဲ့ခုံချိန်ပြီးဆိုရင်ကျွန်တော်တို့ဆက်နှုတ်မှဖြစ်ပါလားခင်ဗျဆက်နှုတ်မှဆိုရင်တော့ထက်ပါတော့ထက်မယ်တစ်ချက်နှစ်ချက်ခဏလေးစောက်ပါဒီခွဲထဲမှာရှိတဲ့မီးတွေပြသွားအောင်စောက်ပါစောက်ပြီးတော့ကျွန်တော်တို့ဆက်နှုတ်မယ်နှုတ်မယ်မနှုတ်ဘာကြောက်လဲဒါကကျွန်တော်တို့လီဝိုးဖြစ်တဲ့အတွက်ကျွန်တော်တို့ကားကလပ်ကိုနှိုးပြီးမှကျွန်တော်တို့ဆက်နှုတ်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ရိုး V9 လေးမှာဆိုရင်တော့ကလပ်ကိုနင်းတာမျိုးပဲနဲ့ဆက်နှုတ်လို့ရတာဖြစ်ပါတယ်ခင်ဗျာဒါလီဝိုးဖြစ်တဲ့အတွက်ကျွန်တော်တို့ကလပ်ကိုနင်းပြီးတော့ဆက်နှုတ်ရမှာဖြစ်ပါတယ်ဟုတ်ပြီဆက်နှုတ်တော့ကျွန်တော်တို့ကလပ်တန်းတော့ပါဟုတ်ပြီနံပါတ်1ခုံချိန်တယ်နံပါတ်2ကဒီရောက်ပြီးနေထားမှထားပြီးတော့ဆက်နှုတ်မယ်ဆက်နှုတ်ပြီးတော့ဆက်ချိန်တယ်ဟုတ်ပြီနံပါတ်3ကတော့ကျွန်တော်တို့နံပါတ်5မှာဖြစ်ပါတယ်ခင်ဗျာဆက်ပြီးတက်မယ်ဒီလိုလည်းနဲ့ဆက်မယ်တော့ကာမောရဲချိန်မှာဆိုရင်လောကဆက်ပြအောင်ဆိုတော့ဘာလို့ရပ်ပရမှာဖြစ်ပါလဲဒါမှပို့တော့တဲ့အဲ့ကလေးတွေကိုဒါကိုကပေါ်ပါတဲ့လူတွေအဲ့ခင်းနေတာဖြစ်ပါတယ်ဗျာဟုတ်ပြီကျွန်တော်ပတ်ပြီးရင်ကျွန်တော်တို့ဘက်ခံလေးကိုပြင်မှာဖြစ်ပါတယ်ဘက်မှန်ကိုဘယ်လိုချိန်မလဲဆိုတော့Lဆိုတာကတော့ဘက်မှန်ကိုချိန်တာဖြစ်ပါတယ်Rဆိုတာကတော့ညာဘက်မှန်ကိုချိန်တာဖြစ်ပါတယ်ခင်ဗျဒါကတော့ကျွန်တော်တို့ဘက်မှန်ကိုဒီကောင်လေးကိုနှိမ့်လိုက်မယ်ဆိုရင်ဘက်မှန်ကိုချိုးတာဖြစ်ပါတယ်ဒီဘက်ပြန်နှိမ့်လိုက်ရဆိုရင်ဘက်မှန်ကိုတော့ပြန်ပြီးတော့ဖြည့်တာဖြစ်ပါတယ်ခင်ဗျဒါတော့ပုံစံလေးကတော့ဒီကောင်နှိမ့်လိုက်ပြီဆိုရင်ဒီမှာလော့ကျသွားတာဖြစ်ပါတယ်ဒီမှာပြန်ပြေသွားတာဖြစ်ပါတယ်ဒါကိုနှိမ့်လိုက်ပြီဆိုရင်လော့ပြန်ကျသွားတာဖြစ်ပါတယ်ခင်ဗျတကားလော့ချတာဖြစ်ပါတယ်ဒါကတော့မှန်ကိုလော့ချတာဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့ဒီကောင်လေးကိုနှိမ့်ထားမယ်ဆိုရင်ဒီခလုတ်လေးကိုနှိမ့်ထားမယ်ဆိုရင်ဘယ်ဘက်မှာရှိတဲ့မှန်ကိုလုံးဝချလို့မရပါဘူးဘယ်လိုချိန်မှာသို့လဲဆိုတော့ကျွန်တော်တို့ကိုကားပေါ်မှာခလေးလေးသားငယ်လေးတွေပါလာပြီးခွေးငယ်လေးတွေပါလာပြီးဆိုရင်ဒီမှန်လေးကိုလော့ချထားပါဒါမှသာလဲကျွန်တော်တို့ကိုခလေးတွေခွေးတွေအတွက်အန်ရကင်းနေတာဖြစ်ပါတယ်ဟုတ်ပြီဒါကတော့ A ပုံစံလေးကတော့ကျွန်တော်တို့ကားသမားဘက်အမှန်ကိုအော်တိုချတာဖြစ်ပါတယ်ခင်ဗျဒီလိုမျိုးတစ်ချက်နှိမ့်လိုက်ပြီဆိုတော့လည်းမှန်အော်တိုချသွားတာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ပါစင်ဂျာဘက်ကပါတဲ့မှန်ကိုချတဲ့ခလုတ်ဖြစ်ပါတယ်တကယ်လို့အောက်ကိုချချင်တယ်ဆိုရင်နှိမ့်လိုက်ပါတကယ်လို့ပေါ်တင်ရဆိုရင်ဒီလိုမျိုးပေါ်တင်ရမှာဖြစ်ပါတယ်ခင်ဗျဟုတ်ပြီကျွန်တော်တို့ညာဘက်ကဘက်မှန်ကိုချိန်မယ်ဆိုရင်ဒီကောင်လေးကိုလှည့်လိုက်ပါညာဘက်ကိုဒီလိုမျိုးလှည့်ပြီးတော့တကယ်လို့ကိုကအပြင်ကိုချိန်ရှင်ရဆိုရင်အပြင်ကိုနှိမ့်လိုက်ပါအဲဒီလိုမျိုးတကယ်လို့ထဲကိုလိုတယ်ဆိုရင်ထဲကိုဆွဲလိုက်ပါတကယ်လို့အောက်ကိုလိုတယ်ဆိုရင်အောက်ကိုချလိုက်ပါတကယ်လို့ပေါ်လိုတယ်ဆိုရင်အပေါ်နှိမ့်လိုက်ပါတကယ်လို့ညာဘက်လိုတယ်ဆိုရင်ညာဘက်တွန်းလိုက်ပါဘယ်ဘက်လိုတယ်ဆိုရင်ဘယ်ဘက်တွန်းရမှာဖြစ်ပါတယ်ခင်ဗျအာနဲ့အလန်နဲ့ကသဘောတရားအတူတူပဲဖြစ်ပါတယ်တကယ်လို့အာဘက်ကိုချိန်ချင်းရဆိုရင်လှည့်ပါအဲဒီလိုမျိုးလှည့်ပြီးတော့ကိုလိုရင်လိုတယ်လို့မျိုးထဲလိုတယ်ဆိုရင်ထဲကိုအပြင်လိုတယ်ဆိုရင်အပြင်ကိုအောက်လိုဆိုရင်အောက်ကိုပေါ်လိုဆိုရင်ပေါ်အဲဒီလိုချိန်ရမှာဖြစ်ပါတယ်ခင်ဗျဟုတ်ပြီကျွန်တော်တို့ဒီဘက်မှန်ကိုချိုးတော့မယ်ဆိုရင်ဒီကောင်လေးနှိမ့်လိုက်ပါအဲဒီလိုမျိုးအော်တိုချိန်သွားမှာဖြစ်ပါတယ်တကယ်လို့ဘက်မှန်ပြန်ဖြည့်ချင်တယ်ဆိုရင်ဒီကောင်လေးပြန်နှိမ့်လိုက်ပါအဲဒီလိုမျိုးလို့ရမှာဖြစ်ပါတယ်ခင်ဗျ
ဟုတ်ပြီကျွန်တော်တို့မှာပေါ်တင်ချင်ဆိုရင်ဒီလိုပေါ်တင်လိုက်ပါပေါ်ဖိလိုက်ရင်မှာပေါ်တင်တာဖြစ်ပါတယ်ခင်ဗျအောက်ချလိုက်ရင်မှာအော်တိုကျသွားတာဖြစ်ပါတယ်ဒါကလို့မှန်အောင်လော့ချချင်တယ်ဆိုရင်လည်းဒီကောင်လေးကိုနှိပ်လိုက်ပါမှန်လော့ချနေတာဖြစ်ပါတယ်ကျွန်တော်တို့ဖွေလို့ရမှာမဟုတ်ပါဘူးဒါကလို့ဒီတကားလော့ကိုဖြစ်ချင်တယ်ဆိုရင်အဲဒီလိုမျိုးဒါကလို့ပြန်ပိတ်ချင်တယ်ဆိုရင်ဒီလိုမျိုးနှိပ်ရမှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ပါကျွန်တော်တို့ဘက်မှန်လည်းချိန်ပြီးပြီဆိုတော့ကျွန်တော်တို့ကားစထွက်တော့မယ်ဆိုရင်တိုင်ခွဲထဲမှာရှိတဲ့မီနီတွေကိုအကုန်လုံးဖျောက်ပြီးတော့ကျွန်တော်တို့ကားစထွက်ရမှာဖြစ်ပါတယ်ဒါလုံးဝမမေ့သေးတဲ့ဟာဖြစ်ပါတယ်ခင်ဗျကားစထွက်တော့မယ်ဆိုရင်အမြဲကြည့်ပါတိုင်ခွဲထဲကိုအမြဲကြည့်ပါမီနီတွေပါတယ်ကြံသေးလဲမီနီတွေကိုအကုန်လုံးဖျောက်ပေးရမှာဖြစ်ပါတယ်ခင်ဗျအပြာစိမ့်ဆိုတာကတော့ပုံမှန်တိုင်းပဲဖြစ်ပါတယ်အဝါဆိုတာကတော့ချက်ပြတာဖြစ်ပါတယ်ခင်ဗျနီဆိုတာကတော့လုံးဝမလို့သေးတဲ့ဟာတွေပါဒါဆိုရင်ကျွန်တော်တို့ဖျောက်ပေးရမှာဖြစ်ပါတယ်ဒါပီပုံစံလေးကတော့ဟမ်ပလေးကိုပြောတာဖြစ်ပါတယ်ခင်ဗျဟမ်ပလေးချရမယ်ဆိုရင်ပလေးကိုနှိပ်ထားပါပြီးတော့ပေါ်တင်ပြီးတော့မူစီလေးကိုနှိပ်ပြီးတော့အောက်ချရမှာဖြစ်ပါတယ်ဒါဆိုရင်တစ်လုံးပြောက်သွားပြီနောက်ထပ်တစ်လုံးကတော့ဒါခုံနေတာကတော့ကပတ်မီဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့ကပတ်မီကိုဖျောက်ပေးရမှာဖြစ်ပါတယ်ဒါဆိုရင်ကားတိုင်ခွဲထဲမှာရှိတဲ့မီနီတွေအကုန်လုံးပျောက်သွားပြီဖြစ်ပါတယ်ကားစထွက်တော့မယ်ဆိုရင်ကျွန်တော်တို့ထွက်လို့ရပြီဖြစ်ပါတယ်ခင်ဗျဟုတ်ပြီကားစထွက်ဖို့အတွက်ကျွန်တော်တို့ဂီယာကိုထိုးတက်မှကျွန်တော်တို့ကားစထွက်မှရမှာဖြစ်ပါတယ်ဟုတ်ပြီဂီယာကိုစနေကြဘယ်လိုထိုးလဲဆိုတော့ဟုတ်ကဲ့ပါဒါကတော့ကျွန်တော်တို့လီဝိုမော်ဒယ်2019ဖြစ်ပါတယ်ခင်ဗျလီဝိုမှာတော့ဂီယာကတော့ဒီလိုမျိုးပုံစံဖြစ်သွားပါတယ်ပုံမှန်ရိုးရိုး V9 လေးမှာဆိုရင်တော့1 2 3 4 5ဒီနံပါတ်6နေရာမှာ R ဆိုပြီးတော့ရှိတာဖြစ်ပါတယ်ခင်ဗျဒီလီဝိုမှာတော့ကျွန်တော်တို့ R ဒီဘယ်ဘက်အပေါ်ဆုံးရောက်သွားတာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒီဘယ်ကားပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ဒီဟာပြောင်းတာ R တစ်ခုပဲပြောင်းတာဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့ lock pad လေးမှာပေါ့နော်ဒီလိုမျိုး highlight လေးမှာပြည့်စည်တင်တဲ့ကားလေးမှာပေါ့နော်1 2 3 4 5လေးကတူတူပဲဖြစ်ပါတယ်သဘောတရားကျွန်တော်တို့ R တော့နေရာပဲပြောင်းသွားတာဖြစ်ပါတယ်ဟုတ်ပြီဒါဘယ်လိုထုံးမလဲဆိုတော့1နဲ့2နဲ့ကိုထုံးမယ်ဆိုရင်ကျွန်တော်တို့ click ကိုနှိပ်ပါ click နှိပ်ပြီးတော့အဲ့ကိုထုံးမယ်ဆိုရင်ကျွန်တော်တို့ဘယ်ဘက်ကိုတွန်းရမှာဖြစ်ပါတယ်ခင်ဗျာဒီဘက်ကိုနည်းနည်းလေးတွန်းပေးရမှာဖြစ်ပါတယ်ဒီဘက်ကိုမတွန်းဘဲနဲ့ဒီလိုမျိုးထိုးလိုက်မယ်ဆိုရင်နံပါတ်3ကိုရောက်သွားမှာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်ကျွန်တော်တို့တဲ့ထိုးချင်တယ်ဆိုရင်ဒီဘက်နည်းနည်းလေးတွန်းပါပြီးတော့ပေါ်တင်ရမှာဖြစ်ပါတယ်ကျွန်တော်တို့အများကြီးတွန်းလိုက်မယ်ဆိုရင်ရောက်သွားမှာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်ကျွန်တော်တို့နံပါတ်1ကိုထိုးမယ်ဆိုရင်အများကြီးတွန်းတယ်မလို့ဘူးဒီလိုမျိုးတွန်းလိုက်ယူလို့ပဲဒီလိုမျိုးတွန်းလိုက်ယူလို့ပဲပြီးတော့ပေါ်တင်လိုက်ပါဒါနံပါတ်1ဖြစ်ပါတယ်ခင်ဗျာနံပါတ်2ကတော့ဂီယာပြန်ဖြုတ်ပါပြီးတော့နည်းနည်းခဏလိုမျိုးနည်းနည်းပြန်တွန်းပါတွန်းပြီးတော့အောက်ချရမှာဖြစ်ပါတယ်ဒါနံပါတ်2ဖြစ်ပါတယ်ခင်ဗျာနံပါတ်3ကတော့ဘာမှမလုပ်ဘူးဒီတိုင်းပဲဒီဂီယာဖီးနေထားမှာထားပြီးတော့ပေါ်တင်လိုက်တာဒါနံပါတ်3ပဲနံပါတ်4ကတော့ဘာမှမလုပ်ဘူးဒီတိုင်းအောက်ဆွဲချလိုက်တာဖြစ်ပါတယ်ခင်ဗျာဟုတ်ပြီနံပါတ်3နဲ့4နဲ့ရတန်းတန်းဖြစ်ပါတယ်ဒီ9နဲ့6နဲ့ကကာသမဘက်ကိုဆွဲပါကာသမဘက်ကိုဆွဲပြီးမှပေါ်တင်ရမှာဖြစ်ပါတယ်ကာသမဘက်ကိုမဆွဲဘဲနဲ့ပေါ်တင်လိုက်မယ်ဆိုရင်နံပါတ်3ရောက်သွားမှာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်9ကိုထိုးချင်တယ်ဆိုရင်ကာသမဘက်ကိုဆွဲပါပြီးတော့ပေါ်တင်ရမှာဖြစ်ပါတယ်နံပါတ်6ကိုထိုးချင်တယ်ဆိုရင်ကာသမဘက်ကိုဆွဲပါအောက်ဆွဲချရမှာဖြစ်ပါတယ်ခင်ဗျာတကယ်လို့ဂီယာနံပါတ်အောက်ထိုးချင်တယ်ဆိုရင်တောင်းပါဘယ်ဘက်ကိုဆုံးထိတောင်းဆုံးထိတောင်းပြီးတော့ပေါ်တင်ရမှာဖြစ်ပါတယ်နံပါတ်2ကိုထိုးချင်တယ်ဆိုရင်ကျွန်တော်တို့ဒီလိုမျိုးဆုံးထိတောင်းပြီးတော့ဒီလိုမျိုးဆွဲမယ်ဆိုရင်လုံးဝကြောက်မှာမဟုတ်ပါဘူး။ဘာကြောက်လဲဆိုတော့ဒီကျွန်တော်တို့တောင်းလိုက်တဲ့ဟာကျွန်တော်တို့အာဘက်ကိုရောက်သွားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဂီယာနံပါတ်2ကိုထိုးလို့ဝင်မဟုတ်ပါဘူး။ဒါကြောင့်ကျွန်တော်တို့2ကိုထိုးချင်တယ်ဆိုရင်နည်းနည်းပဲတောင်းရမှာဖြစ်ပါတယ်ပြီးတော့ဒီလိုမျိုးချလိုက်ပါလွယ်လွယ်လေးပါဂီယာထိုးတာလွယ်လွယ်လေးပါကျွန်တော်တို့တချို့လူကမေးကြတယ်တိုင်ခွဲမှာနံပါတ်မပေါ်ဘဲနဲ့ဘယ်လိုထိုးမှလဲကျွန်တော်တို့တို့တော့လည်းဒီလိုမျိုးပဲဖြစ်ပါတယ်လွယ်လွယ်လေးပါအခုကျွန်တော်ပြောသလိုမျိုးလိုက်ထိုးရင်လွယ်လွယ်လေးပဲဖြစ်ပါတယ်ခင်ဗျမသိသေးလို့ခက်တာဖြစ်ပါတယ်သိသွားရင်လွယ်လွယ်လေးပဲဖြစ်ပါတယ်ခင်ဗျနံပါတ်1ထိုးမှဆိုရင်ဘယ်ဘက်တောင်းပေါ်တင်နံပါတ်2ထိုးမှဆိုရင်ဒီလိုမျိုးမဆွဲချနဲ့ဒီလိုမျိုးဆွဲချမယ်ဆိုရင်အခုမှစမောင်းတင်တဲ့သူဆိုရင်ကျွန်တော်တို့ဂီယာမှားထိုးတတ်တာဖြစ်ပါတယ်ဒါကြောင့်တဲကနေပြီးတော့2ထိုးချင်တယ်ဆိုရင်ဂီယာပြန်ဖြုတ်ပါပြီးမှနံပါတ်2ထိုးပါနံပါတ်3ကတော့ပြန်ဖြုတ်လိုက်ပါ3 4 5ကတော့ကာသမဘက်ဆွဲပေါ်တင်6ကတော့ကာသမဘက်ဆွဲအောက်6ဂီယာဖီးကတော့ဒါဂီယာဖီးဆိုရင်ဒီလိုမျိုးလှုပ်လို့ရတာဖြစ်ပါတယ်ဂီယာတစ်ခုခုဝင်နေဆိုရင်လှုပ်လို့မရဘူးဟုတ်ကဲ့ပါဒီဗီဒီယိုလေးကနေပြီးတော့ကျိုးတွင်တစ်ခုရရှိမလို့ကျွန်တော်ယူကြည့်ပါတယ်ဒီဗီဒီယိုလေးကိုဆုံးအောင်လိုက်ပါကြည့်ရှုပေးတဲ့တရားချင်းဒီတိုင်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ
machine နားမှာမရှိလဲ comment အောက်မှာဝင်ရောက်ရေးခက်မိတ်ခက်ပြီးလို့ရတာဖြစ်ပါတယ် bye bye